ဆိုကြီးဥပအောင်ရဲ့ထိတ်လန့်ဖွယ်တရေမှမူဆိုကြီးဥပအောင်ဟာရွာနဲ့ဝေးလံတဲ့တောထဲမှာသားကောင်ရှာဖွေနေတဲ့ညတညပါညအချိန်ဆိုတာသူ့အတွက်သားကောင်ဖမ်းဖို့အကောင်းဆုံးအချိန်ပါတောထဲကငြိမ်သက်နေတဲ့လေတူးနဲ့မှောင်မိုက်နေတဲ့ပတ်ဝန်းကျင်ကသူ့ကိုပိုပြီးအာရုံစိုက်မိစေပါတယ်ဒါပေမဲ့ဒီညကတော့သူ့ချက်တဲ့တောထဲမှာထူးဆန်းတဲ့အရာတွေဖြစ်လာတော့မယ်ဆိုထူးဆန်းတဲ့အရာတွေဖြစ်လာတော့မယ်ဆိုတာသူမသိခဲ့ပါဘူးဥပအောင်ဟာတစ်ပင်တွေကြားကလမ်းကြောင်းအတိုင်းသွားနေရင်ရုတ်တရက်သူ့နောက်မှာခြေတံတွေကြားလိုက်ရပါတယ်သူရက်လိုက်တာနဲ့ခြေတံတွေလည်းရက်သွားပါတယ်သူပြန်လျှောက်တာနဲ့ခြေတံတွေလည်းပြန်လိုက်လာပါတယ်သူ့နှလုံးခုန်တန်းကပိုမြန်လာပြီးသူ့လက်ထဲကတနက်ကိုပိုတင်းတင်းကင်လိုက်မိပါတယ်ဘသူလဲဘသူကိုမှမထိခိုက်စေချင်ဘူးငါ့ကိုမချောင်းနဲ့လို့ဥပအောင်ကလေထဲကိုអော်လိုက်ပါတယ်ဒါပေမဲ့တုတ်ပြန်တမ်းမရှိပဲခြေတံတွေကပိုနီးကပ်လာပါတယ်ရုတ်တရက်သူ့ရှိမှအဖြူရောင်ရိပ်တစ်ခုပေါ်လာပြီးမျက်နှာမပြပဲသူ့ကိုစိုက်ကြည့်နေပါတယ်ဥပအောင်ကတနက်ကိုမြောက်ပြီးထွက်သွားငါ့ကိုမနှောက်ယှက်နဲ့လို့អော်လိုက်ဒါပေမဲ့အရေးကမရွေပဲသူ့စီကိုဖြည်းဖြည်းချင်းချင့်ကပ်လာပါတယ်ဥပအောင်ကတနက်ကိုပြစ်လိုက်တဲ့အခါကြည်စံကအရေးကိုဖောက်ထွက်သွားပြီးဘာမှမဖြစ်သလိုပျောက်ကွယ်သွားပါတယ်သူ့နောက်မှာရေတံတစ်ခုကြားလိုက်ရပါတယ်ရေတံကကြောက်စရာကောင်းပြီးအေးဆက်နေပါတယ်ဥပအောင်ကပြန်ပြေးဖို့ကြိုးစားတဲ့အခါသူ့ခြေထောက်တွေကလေးလံသွားပြီးဘလို့မှအရိတ်ကသူ့စီကိုနီးကပ်လာပြီးသူ့မျက်နှာနဲ့နီးကပ်စွာရက်လိုက်ပါတယ်ဥပအောင်ကမျက်လုံးတွေကိုမှိတ်လိုက်ပြီးဖျားရှိခိုးနေလိုက်ပါတယ်ရုတ်တရက်လေတိုက်တန်တဲ့အတူအရိတ်ကပျောက်ကွယ်သွားပါတယ်။ဥပအောင်ကမျက်လုံးဖွင့်လိုက်တဲ့အခါသူ့ကိုယ်သူတစ်ပင်အောင်မှာလဲလျောင်းနေတာကိုတွေ့လိုက်ရပါတယ်။နေရောင်ကြီးကတကိုင်းတွေကနေစိတ်ဝင်လာပြီးသူ့ကိုနှွေးဥပအောင်ကထိုင်လိုက်ပြီးသူ့ပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်တဲ့အခါသူ့အနားမှာတနက်နဲ့သားကောင်တစ်ကောင်ရှိနေတာကိုတွေ့လိုက်ရပါတယ်။သူဘာဖြစ်ခဲ့တာလဲဆိုတာသူကိုယ်တိုင်တော့နားမလည်နိုင်ခဲ့ပါဘူး။ဒါပေမဲ့သူသိလိုက်တာကဒီတောထဲမှာသူတယောက်တည်းမဟုတ်ဘူးဆိုတာပါပဲ။